Namadaru Gankatwa Bamadina Nambarita ini ya Sia Tria Rovale Solusia Udah lu kau Yau lah jare cingkam Alhadda Ni ini alhadda lu kau Mama ajum si mana မရောက်လာရဘာမှအကျိုးမရှိဘဲနဲ့မိမိကိုယ်ကိုအကျိုးဘာမှမလုံဆောင်နိုင်မိမိအတွက်ဘာမှမလုံဆောင်နိုင်ဘဲနဲ့တည်သွားခဲ့မယ်ဆိုလို့ရှိရင်လူလောကကြီးရလာတာဟာအကျိုးမရှိဖြစ်သွားမယ်နော်အဲ့တော့မြတ်စွာဘုရားရှင်လက်ထက်တုန်းကဝေါလိကဆိုတဲ့ယဟန်တစ်ပါးကိုဟောထားတာရှိတယ်နော်အဲ့တော့ဗာလဲဆိုတော့အတိတ်ကပြစ္ဆုတ်ပံအကြောင်းကတော့ဥစဉ်လဲမသိတော့အတိတ်เจ้าအတိတ်เจ้าကဟောထားတယ်မရှာလဲရအောင်ဦးစင်းကအဲ့တော့ဗာလဲဆိုလို့ရှိရင်ပြစ္ဆုတ်ပံအတိတ်เจ้าကတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒီမြတ်စွာဘုရားလောင်းတော်ဟာအမတန်မှနဲ့တဲ့တောနဲ့ကြီးထဲမှာရသေးပေါင်း900ရသေးပေါင်း900နဲ့ရသေးပေါင်း900ခြံရံပြီးတော့မှခေါင်းဆောင်ပြုပြီးတော့မှယသိယဟန်တို့ရဲ့ခေါင်းဆောင်ပြုပြီးတော့မှနေတယ်တဲ့နော်အဲ့ဒါနေတယ်ဆိုတော့တနေ့မှာတဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီယသိတွေကနေပြီးတော့မှယသိတွေကနေပြီးတော့မှအမတန်ကိုမှပြော့နာပေါ့ပြော့နာဖြစ်တဲ့ယောဂပြော့တယ်ကိုယ်တွေလက်တွေပြော့တယ်နောက်တစ်ခါပါလဲအကျော်တွေပြော့အဲ့လိုပြော့တဲ့ယဟန်ယသိလေးတစ်ပါးကထင်းပေါက်ယသိရဟန်းတွေသုံးဆောင်ဖို့အတွက်ထင်းကိုပေါက်ဘေးနာကနေပြီးတော့မှယသိလို့မနေဘဲနဲ့ဘာလို့တလဲဆိုလို့ချင်းဘေးနာကနေပြီးတော့မှဝင်ပြီးတော့မှရှာရှည်ပြီးတော့မှပြောတဲ့ယသိတစ်ပါးရှိတယ်ဘာပြောလဲဆိုလို့ရှိရင်ကိုနာကနေပေါက်လိုက်ဒီနာကနေပေါက်လိုက်ထင်းကိုဟိုကနေခွဲဒီကနေခွဲအလဲကခွဲဘေးကခွဲအဲ့လိုပြောတော့တကယ်ပေါက်နေရတဲ့လူကတကယ်ပေါက်နေရတဲ့ယသိလေးကသူ့မှာကယောဂါလည်းရှိနေတာထင်းကလည်းပေါက်နေရသေးဆိုတော့စိတ်တူတော့ဘာလို့တလဲဆိုသူ့စိတ်ကိုမထိန်နိုင်တော့ပဲနဲ့အဲ့ဒါဘေးနာကဝင်ပြောနေတဲ့ယသိကိုအဲ့ဒါပေါက်စိမ့်နဲ့ထုလိုက်တာဟိုမှာတည်သွားတယ်ပေါ့နော်တည်သွားတယ်အဲ့တော့ဗလာယသိကိုအဲ့ဒီတည်သွားတဲ့ကြံတော်မူသွားတဲ့ယသိကိုအဲ့ဒါမြုပ်ကြတယ်ပေါ့တင်းကြိုလိုက်ကြတယ်ပေါ့တင်းကြိုလိုက်ကြတော့တနေ့တော့ခါမှာတောင်ပေါ်နားလေးမှာကဘာဟုတ်တယ်လဲဆိုလို့ရင်ခါတကောင်ရှိတယ်အေးခါကအမြဲတမ်းအော်တယ်လူအချိန်ကြရင်အော်တာပေါ့အချိန်မကြလဲသူကအော်တယ်နဲ့တူတယ်တနေ့မှာတော့ဒီမုတ်ဆိုးကအဲ့ဒီကြောင်းတင်ငါးနာရောက်တော့ဟာလဲဒီခါကိုခါတာအော်တန်ကြတော့ဒါပြစ်လိုက်တာအဲ့ဒီခါလဲတည်သွားခဲ့ရတယ်အဲ့တော့ဗာလဲဆိုလို့ရှိရင်ယသိဒီအဲ့ဒီဆရာယသိကဘုရားလောင်းယသိကခါဟောတာမကြဘူးလို့ပြောတော့ခါကြတော့မုတ်ဆိုးလာတာလဲမြင်တယ်မြေယုံမုတ်ဆိုးလာကြောင်းကိုလည်းယသိယဟန်နေရလျှောက်တယ်ဒါဆိုလို့ရှိရင်မုတ်ဆိုးရဲ့လက်ချက်ဖြစ်သွားပြီပေါ့ဗာလဲဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးဘာမှလည်းမဟုတ်ဘူးတည်သွားရတာခါလဲအတန်ကြောင်းမို့လို့သူ့ရဲ့သဘာဝအတိုင်းသူအော်နေတာပဲသူကသူအော်နေတာပဲအော်နေတယ်နောက်တစ်ခါဒီယသိကလည်းသူကလည်းသူယသိယဟန်ကိုအကျင့်တရားကိုအာမထုတ်ပဲနဲ့ထင်းခွဲနေတဲ့ယသိလေးကိုဘေးနာကနေပြီးတော့မှဘာမဆိုင်ညာမဆိုင်တဲ့စကားတွေပြောတော့အမေမရအဖမရတွေလောကကြီးကိုရလာတာအရင်မရအဖမရတဲ့စကားတွေပြောပြီးတော့သူကလည်းတည်ရွာရတယ်အဲ့တော့ဗာလဲဆိုလို့ရှိရင်ဒီရဲ့အဆုံးသတ်မှာတော့အဲ့အားလုံးကိုယသိအားလုံးကိုခေါ်ပြီးလိုက်တော့မှခေါ်လိုက်တယ်ဒီလိုလောကကြီးကိုအလဟတဘာမှမဖြစ်ရအောင်ဆိုပြီးတော့ယဟအဲ့ယသိကဘာလို့ယသိခေါင်းဆောင်ကယသိဘုရားလောင်းယသိကဘာပြောလဲဆိုလို့ရှိရင်ဗြဟ္မဝိဟာရတရားကိုကျင့်ခိုင်းတယ်ဗြဟ္မဝိဟာရတရား၄ပါးဆိုတာဘာလဲဆိုလို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားကိုကျင့်ခိုင်းတယ်ဒါဆိုတော့အားလုံးကဘာလုပ်တယ်လဲဆိုလို့ရှိရင်အားလုံးကဘယ်မှပြည်ကိုရောက်သွားကြတယ်တဲ့နော်ကဲအလဟတနေသွားတဲ့ယသိနဲ့သူအော်နေတဲ့ခါ
ตีว่าคาเนี่ยคลีตีว่าโลกาจิตตุรุว่าบามาอจุมอยู่ดอบามาตุรุด้วยแหละอจุมရှိတော့เนี่ยဆိုဖះအလောင်းဆုံးမလိုက်တဲ့ယသိတော်ယသိလေးတွေကမြေတာမေတ္တာကရုဏာဥပေက္ခဆိုတဲ့ဓမ္မဝိဟာရတရားကိုကျင့်လိုက်တာဓမ္မပြည်ကိုလာရတယ်ဆိုတော့လောကကြီးမှာကောင်းကျိုးကိုမိမိအတွက်ကောင်းကျိုးမိမိအတွက်တရားမိမိအတွက်တရားမိမိအတွက်တရားကိုကျင့်သွားနိုင်တဲ့သူကကောင်းကျိုးကိုရသွားတယ်လောကကြီးအတွက်ဘာမှလည်းမဟုတ်ဘဲနဲ့ဘေးနာကနေထိုင်ပြောမယ်ဘေးတောင်ပြောမယ်မြောက်ပြောမယ်နောက်တစ်ခါဘာမှလည်းမဟုတ်ဘူးလောကကြီးအတွက်မှလည်းဘာမှမဟုတ်ဘူးလူလောကအတွက်မှလည်းဘာမှမဟုတ်ဘူးမိသားစုအတွက်မှလည်းဘာမှမဟုတ်ဘူးရအတွက်မှလည်းဘာမှလည်းမဟုတ်ဘဲနဲ့နေပြီးတော့မှတည်သွားရတဲ့လူကဘာမှလည်းမဟုတ်ဘဲနဲ့အဲ့ဒါဘာမှမဟုတ်ဘဲနဲ့အဖေကြသွားမှာပေါ့နော်ဘာမှမဟုတ်ဘဲနဲ့အဖေကြသွားလိမ့်မယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်မိမိအတွက်အသက်60 80အရွယ်ဒီမှာဘာလို့ကြမှာလဲ50အရွယ်ဒီမှာဘာလို့ကြမှာလဲဆိုလို့ရှိရင်ဓမ္မဝိဟာရတရားကိုဒါဘုရားအလောင်းဆုံးမခဲ့တယ်လို့ဘုရားတောင်းရသေးဆုံးမခဲ့တယ်လို့ဓမ္မဝိဟာရတရား၄ပါးကိုကြည့်ကြမယ်ဆိုလို့ရှိရင်ဓမ္မပြည်ရောက်နိုင်တယ်ဘာမှမဟုတ်ဘဲနဲ့မိသားစုမှာပဲမိသားစုမှာကိုယ်ပဲမရှိတော့ဘဲနဲ့ကိုမရှိရင်လည်းမိသားစုကြီးကဒီတိုင်းပဲဒီတိုင်းပြီးတော့မှတွားနေကြမှာကိုယ်ကဝင်ပြီးတော့မှနော်ဒီဘယ်လိုပြောမလဲဒါတရားတော်ပြောပြတာပါလိုအပ်ချက်တော့ရှိမှာပေါ့မိသားစုမှာတော့နော်လိုအပ်ချက်တွေတော့ဆုံးမရမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်တော့ကိုယ်အတွက်ဘာမှမကြံမဲနဲ့တည်သွားရင်ဘာမှအဲ့ဒါအပယ်လေးပါးကိုစိုက်သွားနိုင်တယ်ဓမ္မဝိဟာရတရားကိုကျင့်သွားမယ်ဆိုရင်တော့ယသိတို့လိုဓမ္မဝိဟာရတရားလေးပါးကိုကျင့်သွားရမယ်ဆိုတော့ဓမ္မပြည်ကိုရောက်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောကြရင်တို့ရတကာမတွေလည်းအဲ့ဒီလိုမြတ်စွာဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေကိုကျင့်ကြံအားထုတ်နိုင်ပြီးတော့မှဆုံးတဲ့ဘဝမှာမတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်များကိုရလို့ရောက်လည်းမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေ